2025ရဲ့အပြဲဆုံးကားခဏလေးမကြည့်ခင်ဗဇက်ကိုအရင်ဟထားလိုက်โอเคရပြီစက်ကြည့်လို့ရပြီ Final Destination Trailer ကြည့်ပြီးပြီလားအခုပြောပြသွားမယ့်ကား Final Destination ကိုမမီရင်တော့ level လောက်ကိုတွားကြမယ့်ကားဗျာဘုံတီးတတ်တဲ့တန်ပတ်ပေးရတဲ့မြောက်ရုပ်တစ်ရုပ်ရှိတယ်အဲ့ဒီမြောက်ရုပ်ကဘုံတစ်ခါတီးတိုင်းတစ်ယောက်ရှော့တယ်ဘသူရှော့လဲဆိုတော့မင်းတို့ကြည့်ဘူးတဲ့ဒုံနဲ့ဓာတ်နှုတ်ထဲရလိုမျိုးရွေးချယ်ခွင့်မရှိဘူးနော် random ကြပန်းမယ်အနီးအနားပတ်ချလဲရှိတဲ့လူတွေကကြွကျင်တဲ့လူကြွတာပဲဟေးအဲ့ဒါမဆန်းတော့စမ်းတာဘလို့ကြွလဲဆိုတာကိုပြတဲ့အပြတွေကတားရဲမင်းတို့မှာအမလေးတို့အမေကြီးတို့အော်ခွင့်မရှိဘူးတကယ်ကြီးမရှိတာနော်ဘာသာကြီးဟာပြီးတော့လေဘင်းမှာတခုစို့နေတယ်လို့မျိုးအတန်အောင်မထွက်နိုင်ပဲကြည်ရမှာအဲ့လောက်ကိုဖျဲပြထားတာ channel ကြီးမှာကြည့်လို့ရတယ်ဘလို့ကြည့်ရလဲဆိုတာကိုလည်းပင်ဗီဒီယိုနဲ့ bio မှာပြောပေးထားပါတယ်ဇကားလေးရဲ့နာမည်က The Monkey တက်လုံးမကောင်းရင်တော့မကြည့်တာအကောင်းဆုံးပါပဲကွာငါဘာမှမဖြစ်ပါဘူးအေးဆေးပါဆိုရင်တော့မတားတော့ဘူးတွားကြည့်လိုက်တော့